စောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ကပါတီပြန်လည်ထူထောင်ခြင်း3နှစ်ပြည့်အခမ်းအနားကိုပြီးခဲ့တဲ့မတ်လ20ရက်နေ့နဲ့21ရက်နေ့တွေမှာပြုလုပ်ခဲ့တယ်လို့ဒီနေ့မှသတင်းထုတ်ပြန်လာပါတယ်။ဒီအခမ်းအနားကိုပါတီပြန်လည်ဖွဲ့စည်းထူထောင်တဲ့နေ့မတ်လ9ရက်နေ့မှာစစ်ကောင်စီအစိုးရအဖွဲ့ NCAS EAO ပြည်내တာဝန်ရှိလူကြီးတွေနဲ့နိုင်ငံရေးပါတီကခေါင်းဆောင်တွေကိုဖိတ်ကြားပြီးလူ900လောက်နဲ့အခမ်းအနားတစ်ခုကိုကျင်းပပြုလုပ်ဖို့ရည်ရွယ်ခဲ့ပေမဲ့စစ်ရေးအခြေအနေတွေကြောင့်အစီအစဉ်ဖျက်သိမ်းခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီနောက်ပါတီနဲ့တက်မတော်ကိုပြန်လည်ဖွဲ့စည်းကြောင်းကြေညာခဲ့တဲ့မတ်လ20ရက်နေ့နဲ့21ရက်နေ့တွေမှာအခမ်းအနားကိုနှစ်နေရာခွဲပြီးပါတီကရဲဘော်တချို့နဲ့သာအမြန်ဆုံးကျင်းပခဲ့ရသလို22ရက်နေ့မှာတော့တပ်မူတပ်ဗိုလ်များအစည်းအဝေးကိုကျင်းပခဲ့ရတယ်လို့လည်းထုတ်ပြန်ချက်မှာဆိုထားပါတယ်။လက်ရှိစောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဟာရခိုင်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းကာအာရောခတော်ကိုပြန်လည်တိုက်ခိုက်တာရခိုင်ဒေသခံပြည်သူတွေကိုစစ်ကောင်စီအတွက်စစ်မှုထမ်းအတင်းစုဆောင်တာပြန်ပေးဆိုတာနဲ့ငွေတောင်းတာစတာတွေကိုစစ်ကောင်စီတပ်တွေနဲ့အတူပူးပေါင်းလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။